လူရွာသားရပါစီကြောင့်တို့တွေအားလုံးတောင်းစုပြုနေမှာမြစ်တန်ရနဲ့ဒီကဘာမြေကြီးမြေရှုံးလို့ဤရညနေလားဆိုတဲ့လူများမမာနာထောင်လာမွေးဖွားခြင်းသေဆုံးခြင်းနဲ့ဂျာကာလာလေးတစ်ခုမှာညနွမ်းနဲ့စိတ်ဓာတ်များနဲ့ဆက်ရှင်သန်သွားရင်ဘယ်ဘုံလာမှာသာတော်သူများဖြူစင်မြတ်တရားကိုထားမြာကောင်းကျိုးသေးဘူးရွယ်လို့နှလုံးမဝင်ပီတိဖြာမြင့်မြတ်တဲ့စိတ်ထားလေးများထားကြည့်ရစမ်းမှာသူကလေးပုံရောက်ရာလူဘဝဟာချိန်ခဏလေးပါယူသားစွာနေထိုင်ကြစမ်းပါတခြားသောဘဝတွေကိုငြိမ့်